အားလုံးပဲမင်္ဂလာပါ Elite Boxing တက်ကနေပြန်ကြိုဆိုပါရစေကျွန်တော်နောက်ထုတ်ပါဒီနေ့ကကျွန်တော်တို့က Boxing အခြေခံလေးတွေသွားမှာအခြေခံလေးတွေကိုမှတကယ်ကိုအခြေခံတွေကိုသွားပြီးမှလုံးဝ business မရှိတဲ့သူတွေအဆင်ပြေအောင်လို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့လိုက်လို့ရအောင်လေ့ကျင့်ခန်း drill လေးတွေပါကျွန်တော်ထည့်ပေးထားတာဟုတ်ပြီ first and first ကျွန်တော် boxing လို့ပြန် jab ကနေစမယ်အဲ့တော့ jab ဆိုတာကကျွန်တော်လက်ကိုစန့်ထုတ်လိုက်တာပဲဟုတ်ပြီနော် jab ကိုမသွားခင်မှာကျွန်တော်လက်ကိုတာမန်ဆက်ထုတ်တာအရင်ဆုံးလေ့ကျင့်မယ်ကျွန်တော် point A ကနေပြီးတော့ point B ကိုလက်ကိုစန့်ထုတ်လိုက်တာဟုတ်ပြီနော်လက်ကစန့်ထုတ်ရင်းနဲ့လှည့်သွားတယ်လက်ဆန့်သွားတဲ့အခါမှာလက်ဖွားကျမ်းမြေကိုညနာမှုပြီးသားဖြတ်သွားမယ်အဲ့ဒါကိုကျွန်တော်အရင်ဆုံး10မိနစ်လေ့ကျင့်မယ်လက်ဆန့်ထုတ်တော့1ပြန်နေ2ဟုတ်ပြီနော်အဲ့ဒါမျိုးကျွန်တော်10မိနစ်လေ့ကျင့်မှာ okay စမယ် ready 5 4 3 2 okay go အဲ့တော့လက်ကို point A နဲ့ point B 1စန့်ထုတ်မှာပြီးပြန်သိမ်းမယ်2မထိုးရလက်ကိုပါကတ်ထားမယ်ပြီးပြန်သိမ်းမယ်3 point A နဲ့ B ကိုစန့်ထုတ်ပြီးပြန်သိမ်း4ပြန်သိမ်း5ပြန်သိမ်း6ပြန်သိမ်း7ပြန်သိမ်းဒီဘက်ကနေပြပြမယ်နော်8ပြန်သိမ်း9ပြန်သိမ်း11ကျွန်တော်မောင်လက်ကိုစမ်းထုတ်တာပဲသွားသေးတာပြန်သိမ်း12ပြန်သိမ်း13ပြန်သိမ်း14ပြန်သိမ်းတဲ့ခါမလက်ကိုဒီလိုမကတ်သွားဘူးဒီနားလောက်ပဲထားမယ်โอเคဒီလောက်ပဲထားမယ်ပြန်သိမ်း7ပြန်သိမ်းမယ်13ပြန်သိမ်း14ပြန်သိမ်း15ပြန်သိမ်း16โอเคဟုတ်ပြီကျွန်တော်တို့10မိနစ်ပြည့်သွား10မိနစ်ပြည့်သွားချိန်မှာကျွန်တော်တို့အခုကျွန်တော်လုံးမဲ့အလောက်ကပါလဲဆိုတော့ jab ကိုကျွန်တော်တို့အတာအစောနာအကြောင်းထိုးတာမဟုတ်သေးဘူးစန့်ထုတ်တဲ့အဆင့်ပဲရှိသေးတယ်တကယ်လက်သီးထိုးတဲ့အခါမှာကျွန်တော်တို့ကဒီကဘာကိုပခုံးကိုပါပါနာကိုကပ်မယ်ဟုတ်ပြီနော်ပခုံးကိုဒီပါနာကိုကပ်ပြီးတော့လက်သီးကိုစန့်ထုတ်အောင်ဟုတ်ပြီနော်1 okay 2ဟုတ်ပြီနော်အခုအဲ့ဒါလေးကိုကြံကျင့်မယ်ကျွန်တော်ဆောနာဒိုဘေးဆောင်ပြတော့ကျွန်တော်ပခုံးမတင်တာတော့အဓိကပြကြတာအခုပခုံးကိုတင်ပြီးတော့ထိုးမယ်ကြံကျင့်မယ် okay စားမယ် gray လောက်ထားမယ်1ပြန်နေမယ်2ပြန်နေမယ်3ပြန်နေမယ်4ပြန်နေ5ပြန်နေ6ပြန်နေ7ပြန်နေ8ပြန်နေမယ်9ပြန်နေ10ပြန်နေ11ပြန်နေ12ပြန်နေ13ပြန်နေ14ပြန်နေ15ပြန်နေ16ပြန်နေ17ပြန်နေ18ပြန်နေမယ်19ပြန်နေ20ပြန်နေ21ပြန်နေ22ပြန်နေ23ပြန်နေ24ပြန်နေ25ပြန်နေ26ပြန်နေ27ပြန်နေ28ပြန်နေ29ပြန်နေ30ပြန်နေโอเคဟုတ်ပြီပခုံးတင်တာလေးပြီးသွားလို့ရှင်ကျွန်တော်ခါးလေးနဲ့လှည့်မယ်ဟုတ်ပြီနော်ခါးလှည့်တဲ့အကောင်သွားမယ် jab ထိုးတဲ့အခါမှာနှစ်ပိုင်းခွဲတယ်ဒီနေ့ချိန်ထိအငင်ပေါင်းဖြစ်တယ်တချို့ကကျတော့ jab ထိုးလို့ရှင်ကျွန်တော်6လှည့်ရမယ်လို့ပြောတယ်တချို့ကကျတော့6ကလေးကိုထိုင်အောင်ပဲလို့ပြောတယ်အခြေခံသမားတွေအတွက်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ jab နဲ့ခြေပွားလေးကိုပေါက်လေးပဲနည်းနည်းလေးပဲကြွပြီးလိုက်ရတယ်ခါးလေးကိုနည်းနည်းလေးလှည့်ပြီးခါးလေးကိုနည်းနည်းလေးလှည့်လိုက် jab ကတလောက်ပဲ over လှည့်ကြမလို့တလောက်ပဲအရင်ဘက်က45ဒီဂရီတော့ဆောင်းဝိုင်းရဒီနောက်ကနေနည်းနည်းလေးပဲဆောင်းဝိုင်းဒါပဲရှိုတာလေးကိုနည်းနည်းလေး extend လုပ်လိုက်တာဒီလောက်ပဲဟုတ်ပြီနော်ပခုံးအားလေးကိုနည်းနည်းလေးဒီလိုလေးပါဒီလိုလေးလက်သီးစမ်းထုတ်ဖို့အတွက်ယူရလိုက်တဲ့ပုံစံလေးအဲ့လောက်ကလေးပဲလှည့်မှာဒါလေးပဲပြန်နေတယ်ဒါလေးပဲပြန်နေတယ်အဲ့လေးပဲသွားမှာနော်6ကိုမလှည့်ခိုင်းကျွန်တော်ဘာလို့အ6ကိုမလှည့်ခိုင်းလဲဆိုတော့အခုလေ့ကျင့်တဲ့သူကကျွန်တော်အချိန်မှမရှိဘူးကျွန်တော်6ကိုလှည့်ခိုင်းလိုက်ရင်ဘာဖြစ်သွားတတ်လဲဆိုတော့ဒီ6လဲအတိုင်းလက်ကြည့်ပါတော့လဲသွားတာဟာနော်အဲ့လိုအမားမျိုးမှားမှာဆိုလို့ကျွန်တော်6ကိုမလဲက6ကိုကြွားလိုက်ဟားလေးကိုထည့်လိုက်ဟုတ်ပြီနော်โอเคအဲ့ဒါလေးကိုသွားမယ်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံးလေ့ကျင့်မယ် ready လောက်ထားမယ် ready လောက်ထားမယ် ready in 5 4 3 2 1
1 okay ပြန်နေ2ပြန်နေ3ပြန်နေ4ပြန်နေ5ပြန်နေ6 7ပြန်သိမ်း8ရှင်ဘက်ကိုလှည့်သွားတယ်ထိုးထားတယ်ပြန်သိမ်းတယ်ပြန်သိမ်းတဲ့အခါမှာသတိထားရှင်မကြီးလိုကြီးမပွင့်သွားသေးနဲ့ရှင်ဘက်ကပခုံးနဲ့လက်ကဒီလောက်ဒီလိုတန်းနဲ့ဖြစ်နေအောင်ကျွန်တော်တို့ဒီလိုပြန်လှည့်တဲ့အချိန်မှာဒီလက်ကပခုံးကဒီနေရာမှာရှိရမယ်ဒီလိုဆိုမှားတယ်ဒီနေရာမှာပဲရှိနေရမယ်ဟုတ်ပြီနော်ထိုးလိုက်တယ်ပြန်သိမ်းတယ်ထိုးလိုက်တယ်ပြန်သိမ်းတယ်ထိုးလိုက်တယ်ပြန်သိမ်းတယ်ပခုံးလေးကိုပဲလှည့်ပေးတယ်ထိုးတယ်ပြန်သိမ်းတယ်ထိုးမယ်ပြန်သိမ်းတယ်ထိုးမယ်ပြန်သိမ်းတယ်ထိုးပြန်သိမ်းတယ်ထိုးမယ်ပြန်သိမ်းတယ်ထိုးမယ်ပြန်သိမ်းတယ်အဲ့ဒါလေး queue ဆိုင်မယ်เนาะကျွန်တော်တို့ပထမဦးဆုံး0 round သွားတဲ့အခါမှာ vitamin ပြေပါဒီ round သွားတဲ့အချိန်မှာပထမဦးဆုံးအိုးအစနဲ့အဆုံးထိကျွန်တော်လုပ်ခဲ့တဲ့ဟာတွေအားလုံး combination လုပ်တာ okay ဟုတ်ပြီเนาะဒါဆိုရင် jab ပြဟုတ်ပြီအဲ့ဒီ jab ကနောက်ဆုံး step ဖြစ်တဲ့ကျွန်တော်ဘယ်နေရာကိုထိုးရလဲပေါ့အဲ့တော့ဘယ်နေရာကိုထိုးလဲဆိုတော့ jab ဒီကျွန်တော်တို့ကပါစက်နဲ့တဒန်းနဲ့ရှိတဲ့နေရာမှာကျွန်တော်ထိုးရမယ်ဟုတ်ပြီနော်တစ်ဖက်လက်ကကတ်ထားမယ်ထိုးရမယ်ပြီးပြန်သိမ်းမယ်သိမ်းထားမယ်ထိုးမယ်ပြန်သိမ်းမယ်ကျွန်တော်ပါစက်နဲ့ level ညီပဲလှမ်းထိုးမယ်ပြန်သိမ်းမယ်ထိုးမယ်ပြန်သိမ်းမယ်ဟုတ်ပြီနော် jab ကအဲ့နေရာကိုထိုးတာဟုတ်ပြီအခုကကျွန်တော် jab ကိုမသွားတော့ဘူး cross ကိုသွားမယ် cross ဆိုတာအနောက်လက်ပေါ့နော်ကျွန်တော်တို့ဒီအနောက်မှာထားရလက်ဟုတ်ပြီကျွန်တော်အတွက်ကကျွန်တော်ဘယ်ခင်းပြတဲ့အတွက်ညာလက်ကအနောက်လက် cross လက်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့ fighter တွေကညာဟိုဘယ်တန်မို့လို့ဘယ်လက်ကိုအနောက်မှာထားတာရင်ဘယ်လက်က cross လက်ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ cross လေးအနောက်မှာထားတဲ့လက်က cross လက် cross ကိုထိုးမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးပါလဲဆိုတော့သူက6လက်ရ6ကိုထောင်း cross ကိုထိုးမယ်ဆိုရင်ကျွန်တော်ဒီ6ကိုထောင်းတယ်ခါလှဲ့တယ်လက်ကထွက်တယ်ကျွန်တော်အဲ့ဒါလေး10မိနစ်အရင်လောက်ကြည့်ကြတယ်ခါလှဲ့တာလေးပဲခါလှဲ့ပြီးလူတက်ကိုကျွန်တော်တို့တွန်းလိုက်တဲ့ပုံစံဘောလုံးလေးတစ်လုံးကိုကျွန်တော်ကင်ပြီးပြလိုက်တဲ့ပုံစံပေါ့နော်ဘောလုံးတစ်လုံးကိုကျွန်တော်ယူပြီးပြလိုက်တဲ့ပုံစံလေးပဲအဲ့ဒါလေးကိုကျွန်တော်တို့အရင်သွားကြည့်မယ်လက်ကိုပါနာမှာထားထားပြီးတော့ကျွန်တော်ဒီဘောလုံးကိုပြလိုက်တဲ့ပုံစံဟုတ်ပြီနော်အားလေးကိုသွားမယ်ချိန်ထားမယ် ready လုပ်ထားမယ်ကျွန်တော်ကိုကြွားပြင်ခေါက်လဲဘောလုံးပြလိုက်တဲ့ဆိုတဲ့ပုံစံလေးအဲ့ပုံစံလေးကိုကျွန်တော်လုပ်ကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါ1 minute သွားမယ်နော် ready in 5 4 3 2 1 go okay လက်ကိုတင်တာဖနာကိုကြွားခေါက်လဲလက်ကိုအထွက်ဟုတ်ပြီနော်ပြန်နေ6ကိုကြွားခေါက်လဲလက်ကိုအထွက်ပြန်နေ6ကြွားခါလဲလက်အထွက်ပြန်နေ6ကိုကြွားခါလဲလက်အထွက်ပြန်နေအဲ့မှာမထိုးတဲ့လက်ကဒီအရှိမထားတဲ့လက်ကဘာဖြစ်သွားလဲဆိုတော့ဒီကောင်ထွက်သွားတဲ့အချိန်မှာဒီလက်ကအော်တိုအနောက်မှာပေါက်လာကတ်ထားတဲ့သရောင်းစစ်ကနန်ရိုးကိုကတ်ထားမယ်ဟုတ်ပြီနော်ပေါင်းခေါက်လှဲတယ်ထွက်တယ်ခေါက်လှဲထွက်တယ်လက်ကိုစမ်းထုတ်တယ်ခါလှဲနဲ့လက်ကိုစမ်းထုတ်သွားခါလှဲနဲ့လက်ကိုစမ်းထုတ်သွားလက်ထက်နေပြီးဘောလုံးလုံးကင်ပြလိုက်တဲ့ပုံစံပဲ okay ပေါင်း6ကြွားခေါက်လှဲလက်ကိုစမ်းထုတ်ပြီးပြန်သိမ်းစမ်းထုတ်ပြီးအဲ့တိုင်းလေးပဲပြန်သိမ်းစမ်းထုတ်အဲ့တိုင်းလေးပဲပြန်သိမ်း okay ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်တို့ကအခုလက်သီးလေးဆုပ်ပြီးလုပ်ကြည့်မယ်ဟုတ်ပြီနော်လက်သီးဆုပ်ပြီးသွားကြည့်မယ်ကျွန်တော် cross ထိုးလက်သီးထိုးတဲ့ပုံစံအတိုင်းလေးပဲ okay ချိန်ထားမယ် ready in 5 4 3 2 1 10 minute သွားမယ်ချက်ကိုထောင်းခေါက်လှဲလက်သီးထွက်ပြန်သိမ်းတာပြီးရင်ပါပြန်ကဲဒီလက်ကလေးကထိုးပြီးတော့ပြန်လာချိန်မှာဒီလက်ကအရှိကိုပြန်ထုတ် okay 2ပြန်သိမ်း3 4 5 6 7 8 ခါလဲလက်ထွက်9ဒီပါပြန်ကဲ10 11 12 13 14 15 16 17
18 19 20 okay ဟုတ်ပြီအခုကကျွန်တော်တို့က cross ကိုသင်္ကန်းသမျှအားလုံးပြန်ပေါင်းပြီးလုပ်မှာကျွန်တော်6လှည့်မယ်ခါလှည့်မယ်လက်သီးထွက်မယ်ပြီးပခုံးတင်လာမယ်အဲ့ဒါတွေကို1 minute ကျင့်မယ်ဟုတ်ပြီနော်မေးစရာရှင်မကိုကတ်ထားမယ်နော် ready in 5 4 3 2 1 go စမယ်1 2 3 4 5 6 7 8 9 10 11 ပြန်သိမ်း12ပြန်သိမ်းနာ13ပြန်သိမ်း14ပြန်သိမ်း15ပြန်သိမ်း16ပြန်သိမ်းအဲ့မှာချိန်ထွဲအခါမှာကျွန်တော်ညနေတန်းနဲ့ပြရမယ်17ပြန်သိမ်း18ကိုမျက်နှာနဲ့ကိုချိန်လာရတယ်ပြန်သိမ်း19ပြန်သိမ်း20ပြန်သိမ်း21ပြန်သိမ်း22ပြန်သိမ်း23ပြန်သိမ်း24ပြန်သိမ်း25 good job okay ဟုတ်ပြီနော်ကျွန်တော်တို့ဒီအခုဒါဆိုရင် jab တစ်ခုစီ cross တစ်မျိုးစီဟိုထိုးတာအောင်နားလိုက်ပြီးတော့ကျွန်တော်သင်တယ်အဲ့တော့ကျွန်တော်တို့ additional bonus series ဒါကကျွန်တော် bonus session okay bonus session နဲ့ကျွန်တော်ဘာလို့သင်မှလဲဆိုတော့ jab နဲ့ cross နဲ့ jab အတိုင်း cross အထွက်ကိုကျွန်တော်လေ့ကျင့်မယ် okay ကျွန်တော်ပြမယ်ကျွန်တော်ဒီအချိန်မှာ jab cross ထိုးခဲ့တဲ့ပုံစံတိုင်းမှာထိုးမှာအဲ့ဒါကိုကျွန်တော်ကဘာလဲဆိုတော့ jab ထိုးမယ် jab ကိုတိမ့်တဲ့အချိန်မှာ cross ကိုထွက်မယ်အလဲမှာလက်သီးနှစ်ခုကနေမှကြည့်အလုံးမလို့စုံသွားရမယ်တို့စုံသွားရမယ်ဟုတ်ပြီနော်ပြီးရင် jab ထိုးမယ် cross တိမ့် jab ထွက် jab တိမ့် cross တိမ့် jab တိမ့် cross ဟုတ်ပြီနော်အားလေးကိုကျွန်တော်သွားမယ် okay 1 minute ပဲ ready in 5 4 3 2 1 go 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 okay so 10 minute ပြည့်ပြီဒါဆိုရင်တော့ဒီနေ့ဒီလောက basic လောကအခြေခံမရှိတဲ့တွေဒီဗီဒီယိုလေးအဆင်ပြေမယ်လို့ထင်တယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထူးပါ peace up